မြင်္ဂလာပါလို့ဒီနေရာကနေနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့နာမတော်ကိုဥစွာချီးမွမ်းပါတယ်လို့ကျွန်တော်နှုတ်ကပတ်တော်မသွားခင်လေးမှာကျေးဇူးတင်စကားနံပါတ်1အနေနဲ့ပြောခြင်းနဲ့ဒုတိယအနေနဲ့နံပါတ်2အနေနဲ့နေ့တန်းကိုအခြေပြုခြင်းနဲ့ပြီးတဲ့အခါမှာနှုတ်ကပတ်တော်အပိုင်းကိုကျွန်တော်တို့တွားမှာဖြစ်ပါတယ်အရင်ပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဟာခါဂျင်နဲဖယ်လိုရှစ်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေဆရာသမားတွေအားလုံးကိုအသင်းတော်လူကြီးတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒါကြောင့်လားမသိဘူးကျွန်တော်ဖလန်းမြို့မှာနေတိုင်းတဲ့အခါမှာကျွန်တော်10နှစ်ရှိပြီဘယ်တော့အခါမှဖခင်ကကျွန်တော်ကိုအနောက်မှာမထားဘူးအမြဲတမ်းဥကောင်းမှာထားတယ်အာမင်ဖခင်ကကျွန်တော်မိသားစုရဲ့အားလုံးကိုဖခင်ကတာဝန်ယူတယ်ဘယ်တော့မှခက်ခဲခြင်းဒုက္ခကြုံတွေ့ရခြင်းမရှိဘူးဘာကြောင့်လဲ blessing ကောင်းကြီးပေးတဲ့အကျိုးရလဒ်ကြောင့်ဆိုတာကိုယနေ့ကျွန်တော်ဝန်ခံရင်းနဲ့ပြောချင်ပါတယ်လို့ဆိုတော့ဒါကတော့ယေရှုတင်စကားပေါ့နော်ခဏလေးဆုတောင်းရအောင်အသက်ရှင်ရကြည်မြတ်တဲ့အဖဖခင်ကတော်ရှင်ယေရှုတင်တယ်ကျမ်းမာစွာဖခင်ပို့ဆောင်ပြီးလို့ယေရှုတော်ကိုချီးမွမ်းပါတယ်ဒီကနေ့မျက်မှောက်တော်မှာသခင်ဖျားရှင်ပြန်ထိုက်မြောက်ဝနိမြတ်မှာကိုတော်ဖျားကိုကိုးကွယ်ချီးမွမ်းခွင့်ရတဲ့အတွက်ယေရှုတင်တယ်အသက်ရှင်တဲ့ဖျားသခင်ရဲ့နှုတ်တော်တဲ့စကားကိုဝေငှခွင့်ရတဲ့အတွက်ယေရှုတင်ပါ၏တာပြောခြင်းမဟုတ်ပဲကိုတော်ပြောခြင်းသာဖြစ်စီပါနှုတ်ကပတ်တော်အရှင်သခင်ယေရှုနာမဖြင့်ဆုတောင်းစက္ကအနံအစပြုပါတယ်ဖဖျားသခင်ဆရာကပထမတစ်ချင်းတပုတ်ဆိုဖို့လို့လေတားကိုပြောထားတယ်ဒါပေမဲ့အချိန်ကတော့ဆရာ short to the point အချိန်အများကြီးမယူဘူးဒါပေမဲ့ပြင်ဆင်ထားတာကတော့မိနစ်40စာရှိတယ်တော့တဘောတူတယ်ဆိုရင်တော့တဘောတူကြောင်းပေါ်ဆရာပြောကျင်တယ်တကယ်နှုတ်ကပတ်တော်ကနည်းနည်းတယ်အရေးကြီးတယ်ဒီကာလမှာအရေးကြီးတယ်နှုတ်ကပတ်တော်ဖြစ်တယ်အားလုံးအတွက်မရှုံးဘူးလို့ပြောကျင်တယ်ဆိုတော့ဘုရားသခင်ကအားလုံးအတွက်တိဆောက်ဆရာခွန်အားယုံကြည်ခြင်းဝိညာဉ်တကူတွေကြီးထွားမဲ့နှုတ်ကပတ်တော်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်တခြင်းလေးကိုတော့ဆရာမဆူတော့ဘူးเนาะချို9မိနစ်လောက်10မိနစ်လောက်အချိန်တွားလိုက်မှဖြစ်တယ်ဆရာစောဝင်းလင်ရဲ့တခြင်းဟောင်းပြီတဲ့အဲ့တော့ဆရာစောဝင်းလင်ဆိုတော့ကရင်လူမျိုးဆိုတော့စောပေါ့ဆရာကတော့ချင်းလူမျိုးကျင်မဲကိုယူထားတော့ပါဝင်းလင်ပေါ့ဖလန်းမှာဆိုရင်စလိုင်းဝင်းလင်ပေါ့ဟုတ်လားဆရာတို့တော်များများစလိုင်းဝင်းလင်လို့ခေါ်ကြတယ်ဖလန်းမှာလေဆိုတော့ကျေးဇူးတော်ကြောင့်ပါယနေ့ဆရာဘာကိုပြောချင်လဲဆိုရင်ဏိဒန်းအဖြစ်မဿဲခန်းကြီး9အပိုက်ငယ်73မှာတင်တို့ဒီတဲ့ဤလောကဤစာဖြစ်ကြ၏တဲ့ဘာပြောတယ်လဲတင်တို့ဒီဤလောကဤစာဖြစ်ကြ၏စာဆိုတဲ့အရာကဘာဖြစ်လဲငန်တယ်စားကနန်တလားမနန်ဘူးစားကအပုတ်တွေမဖြစ်အောင်အနံ့ဆိုးတွေမထွက်အောင်ကာကွယ်ထိမ့်သိမ့်ပြီးတယ်အဲ့ဒီစားဆိုတဲ့အရာကပျော်သွားတဲ့အခါမှာအရသာရှိစေတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်ဒါကြောင့်သခင်ယေရှုကအလကားအချီးအနီးတက်တဲ့ဒီစကားဖခင်ရဲ့တုတ်တဲ့စကားဟာထွက်လာတာမဟုတ်ဘူးတန်ဖိုးရှိတယ်လေးနဲ့တယ်စားဆိုတဲ့အရာဒီပျော်သွားရင်အရသာရှိတယ်ဆိုကြပါစို့အမဲသားဟင်းချက်ရင်စားနည်းနည်းလေးထဲ့တာနဲ့ဘာဖြစ်လဲအရသာရှိတယ်စားမပါရင်အရသာရှိတာမရှိဘူးစားနဲ့ပတ်သက်တဲ့အကြောင်းလေးနည်းနည်းလေးဖော်ပြပေးမယ်ဣသရေလရဲ့ထုံးစံဣသရေလနိုင်ငံမှာမွေးလာတဲ့မွေးကင်းစကလေးလေးဟာအမိဝင်းထဲကထွက်လာပြီးတာနဲ့ nest တွေကဘာလို့လဲဆိုရင်ဆရာမတွေကအဲ့ဒီကလေးကိုယူပြီးတော့မှတကိုယ်လုံးဥကောင်းကနေခြေပြားအထိတကိုယ်လုံးစားနဲ့ပုတ်လိမ်ပလိုက်တာတနည်းအားဖြင့်စားနေလိုက်တာပေါ့တချို့ကတော့ပြောမယ်ဟဲ့ဆရာရဲ့ဖြစ်နိုင်ပါမလားဖြစ်နိုင်တယ်ဘာကြောင့်စားလိမ်ရတာလဲဣသရေလထုံးစံမှာအကြောင်းရှိတယ်စားလိမ်ရခြင်းအကြောင်းရင်းဒီအဲ့ဒီကလေးကြီးလာရင်ဘယ်နေရာမှာတွားဘယ်လူတော်တဲ့ပဲတူဘယ်တော့အခါမှကုတ်ဖဲ့ခြင်းမရှိဘူးတခါမှစားမထိထားတဲ့သူတွေကလူတော်တဲ့ကုတ်ရင်ကုတ်တာပဲမဟုတ်ဘူးလားဆိုတော့အဲ့ဒီကလေးဟာတဲ့
အရေးပြားယောဂနဲ့ပတ်သက်လို့ရှိရင်ဓာတ်ပွေးညင်းခုယာနာဘာယောဂမှမရှိဘူးဆိုတဲ့အရာကိုစားရဲ့ဓာတ်တဘောကိုဒီနေ့ဣသရေထုံးစံအားဖြင့်တွေ့ရတယ်။ဒါကြောင့်သခင်ယေရှုကစားဆိုတဲ့အရာကိုအချီးအနီးတက်တဲ့ပြောတဲ့စကားမဟုတ်ဘူးဆိုတာကိုနားလည်စေဖို့ဖြစ်တယ်။ဒုတိယချက်ကဘာလဲဆိုလို့ရှိရင်စားသည်တဲ့ဣသရေနိုင်ငံမှာအိမ်တအိမ်ဝယ်မယ်ဆိုရင်ဆိုကြပါစို့အိမ်တအိမ်က300တန်တယ်ဒီမှာဆိုလို့ရှိရင်ရှင်းနေတွေခေါ်မယ်အတိတက်တွေခေါ်မယ်ဟိုဘက်အတိဒီဘက်အတိလက်မှတ်တွေထိုးပြီးတော့မှစာချုပ်တွေချုပ်မယ်ဒါပေမဲ့ဣသရေထုံးစံမှာအဲ့လိုမဟုတ်ဘူးဘယ်အတိတက်တွေမှမလိုဘူးဘာလို့လဲဇပွဲပေါ်မှာဝယ်သူနဲ့ရောင်းသူနှစ်ဦးတည်းပဲအဲ့ဒီဇပွဲရဲ့အလယ်မှာစားထုတ်ကိုတင်ထားတာစားရဲ့တက်တွေရှိသောကြောင့်ဤအယောင်းဝယ်စာချုပ်သည်အကျုံးဝင်ဤဆိုပြီးတော့မှစာချုပ်ချုပ်တာစားကဘလောက်တောင်အနှစ်သာရရှိတယ်စားကဘလောက်တောင်အရသာရှိတယ်စားကဘလောက်တောင်တန်ဖို့ရှိလဲဆိုတဲ့အရာကိုဒီကနေ့သခင်ယေရှုရဲ့နှုတ်တွေ့တဲ့စကားသည်တန်ဖို့ရှိတဲ့စကားဆိုတာကိုဒီနေ့ကျွန်တော်ကျမအရောက်စီတိုင်းနားလည်စီဖို့ဖြစ်တယ်တတိယအချက်စားနဲ့ပတ်သက်ပြီးတော့မှတနိုင်ငံနဲ့တနိုင်ငံတိုက်ပွဲဖြစ်တယ်စစ်တိုက်ကြတဲ့အခါမှာတစ်ဖက်နိုင်ငံကရှုံးနေမှာကိုသိလို့ရှုံးနေမဲ့နိုင်ငံကဘလောက်ပဲတောင်းမှန်တစ်ဖက်နိုင်ငံကမရဘူးတိုက်မှာပဲတိမ့်မှာပဲဆိုတဲ့စိတ်ရှိတယ်ဒါပေမဲ့စားထုတ်ကိုယူပြီးအဲ့ဒီတစ်ဖက်နိုင်ငံရဲ့နယ်နိမိတ်ထဲကိုတွားလိုက်ကျွန်တော်ကိုခွင့်မလွတ်ရင်နေပါစားထုတ်ရဲ့မျက်နာကိုထောက်ပြီးတော့မှခွင့်လို့ပေးပါလို့ပြောလိုက်ရင်အဲ့ဒီနိုင်ငံကတစ်ဖက်နိုင်ငံကိုစစ်တိုက်လို့မရဘူးဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဒါဣသရေထုံးစံညီကောင်မောင်မတို့နောက်တစ်ချက်နံပါတ်4အချက်ကစားများစားရင်ဘာဖြစ်လဲရေငတ်တယ်စားများစားတဲ့လူရေငတ်ဘူးလားရေငတ်တယ်တင်ကတကယ်စားမှန်ရင်သင်ကိုတွေ့တော်သူကအမြဲတမ်းတွေ့ကျင်တဲ့စိတ်ရှိနေရမယ်သင်ကိုတွေ့လေရင်ဝိညာဉ်စိတ်ထဲမှာပျော်ရွှင်ငြိမ်သက်ခြင်းခံစားပြီးအမြဲတမ်းသင်ကိုတွေ့ကျင်တဲ့စိတ်သင်အားဖြင့်စာငတ်တဲ့စိတ်နှလုံးသားပေါ်လွင်စေရင်သင်ကပါလေစာခရိယန်ဖြစ်တယ်အာမင်ဒီຢာလေးကိုနားလည်စေဖို့ဖြစ်တယ်ပြန်မေးမယ်သင်ကစားခရိယန်လားငံပြာရည်ခရိယန်လားဖြေကြည့်ရအောင်ဘာခရိယန်လဲစားခရိယန်ကြဲကြဲလေးပြောရအောင်စားခရိယန်ငံပြာရည်ဆိုတာကတော့လိုအပ်တဲ့နေရာမှာသုံးရတယ်ဒါပေမဲ့ငံပြာရည်ကဘာဖြစ်လဲနန်တယ်ငံပြာရည်ဆိုတာကနန်တယ်စားဆိုတာကအနံ့ဆိုးကိုအုပ်ဆိုးနိုင်တယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ယနေ့ကျွန်တော်တို့ကစားခရိယန်ဖြစ်တယ်အာမင်ဒီຢာလေးကိုကျွန်တော်တို့နားလည်စေဖို့ဖြစ်တယ်နောက်ပြီးတော့မှနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်သခင်ခရစ်တော်ကတမန်တော်ပေတရုကိုပြောတယ်ငါတို့တွေကိုထိန်ကြောင်းပါစာလံ23ကဒါဝိမင်းကြီးကဘာပြောလဲထာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏ဖျားသခင်ကတဲ့ငါကတို့ငါရဲ့အထိန်ကဖျားဖြစ်တယ်ယနေ့တိုးကျွန်တော်တို့ကတိုးခရိယန်လားစိတ်ခရိယန်လားစဉ်းစားရမယ်ဒီအချက်ကလေးတွေဒါကဆရာဒီအကြောင်းအရာလေးကိုဘာကြောက်ဒီ message တွေပေးလဲဆိုရင်ယုံကြည်သူအသက်တာမှာကျွန်တော်တို့သိထားရမယ့်အချက်ကျွန်တော်တို့ကတိုးလားစိတ်လားဒီຢာကိုကျွန်တော်တို့ခွဲခြားပိုင်းဖြားနားလည်ဖို့အရေးကြီးတယ်ဆိုတော့တိုးနဲ့ပတ်သက်ပြီးတော့မှလက္ခဏာအတွင်းလက္ခဏာအပြင်လက္ခဏာ15ချက်ရှိတယ်အပြင်လက္ခဏာဆရာမပြောဘူးအတွင်းလက္ခဏာ9ချက်အပြင်လက္ခဏာနဲ့ပတ်သက်ရင်နောင်ကြုံရင်ဖျားကဒီနေရာမှာအတုံးပြုရင်ဆက်ပြီးဝေငှပေးမယ်ဆိုတော့အတွင်းလက္ခဏာ9မျိုးရှိတယ်တိုးရဲ့အမွေးကညှက်လိုက်တဲ့အခါမှာရိတ်လိုက်တဲ့အခါမှာတိုးမွေးအင်ကြီးတွေချုပ်ဝစ်လို့ရတယ်တိုးအမွေးကပါလေ
နှွေးထွေးစီတယ်တိုးအမွေးကဘာလဲနှွေးထွေးစီတယ်သင်ကတိုးဖြစ်ရင်သူတစ်ပါးကိုနှွေးထွေးအောင်ပြုတ်တော်သူဖြစ်ဖို့အရေးကြီးတယ်တိုးရဲ့အမွေးကလူတွေအေးချမ်းနေတဲ့အချိန်မှာလူတွေပူပင်တောကရောက်နေတဲ့အချိန်မှာအေးချမ်းအောင်နှွေးထွေးအောင်ပေးနိုင်တဲ့တိုးအမွေးသင်ကဘာလဲတိုးမှန်ရင်သူများကိုနှွေးထွေးတော်သူဖြစ်ပါစေသူများကိုစိတ်ဆင်းရဲအောင်တောကရောက်အောင်သူများကို jealous လုပ်တာသူများကိုအနိုင်ယူတာသူများကိုပြစ်မှားတာသူများကိုဗိုလ်ကျတာသူများကိုစော်ကားတာဆိုရင်သင်ကတိုးမဟုတ်ဘူးသင်ကဘာလဲလက်ဒဘာလဲလက်ဒနားလည်အောင်ဆရာရှင်းပြတာဖြစ်တယ်ဆိုတော့သင်ကတိုးခရိယန်ဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်တိုးမွေးကပြစ်လို့ရလားမရဘူးတန်ဖိုးရှိတယ်နံပါတ်1အချက်တိုးသားစားရင်အားရှိတယ်သင်နဲ့သူများနဲ့တွေ့ရင်ခွန်အားတွေပြည့်ဝနေရမယ်သင်ကိုတစ်ခါတွေ့ပြီးတော့မှရှိတဲ့ခွန်အားတော်မှကြဆင်းရရင်မဟုတ်သေးဘူးသင်ကိုများများတွေ့လေသင်အားဖြင့်အင်အားတွေပြည့်နေရမယ်ဝမ်းမြောက်နေရမယ်တိုးသားစားရင်အားရှိတယ်နံပါတ်3အချက်ကပါလေတိုးနို့ကိုတောက်ရင်ကျမ်းပါလေဣသရေလတွေကသူတို့နိုင်ငံမှာသူတို့တိုးနို့ကိုသူတို့တောက်ကြတယ်ယနေ့ဘဝတက်တာမှာသင်ကတိုးမှန်ရင်သင်ကိုမြင်တွေ့တဲ့သူတိုင်းသင်စီကိုလာတဲ့သူတိုင်းစိတ်ဝိညာဉ်မကျမ်းမာတဲ့သူတွေသင်ကိုတွေ့လိုက်တာနဲ့ဝိညာဉ်ပိုင်းမှာလည်းကျမ်းမာရှင်လန်းမှုကာယပိုင်းမှာလည်းမကျမ်းမာတဲ့သူကစိတ်ရှင်လန်းရင်ကျမ်းမာတဲ့အသက်တာမျိုးဖြစ်ဖို့သင်ကတိုးဖြစ်ရမယ်အာမင်နံပါတ်4အချက်ပါလဲဆိုလို့ရှိရင်တိုးရေခွန်ကိုလှန်ပြီးတော့ဣသရေလနိုင်ငံမှာတိုးကိုတက်ပြီးတာနဲ့တိုးအရေခွန်ကိုလွတ်ပစ်တာမဟုတ်ဘူးတိုးအရင်ကိုသူတို့ဘာလုပ်လဲဆိုရင်တဲမှာအမိုးမိုးပြီးတော့မှမကျမ်းမာတဲ့သူကင်စာသမားအဲ့ဒီတဲထဲကိုဝင်ပြီးတိုးနဲ့မိုးထားတိုးအရေကုန်နဲ့မိုးထားတဲ့အမိုးရဲ့အောက်မှာအဲ့ဒီတိုးအရေကုန်နဲ့နေနဲ့ထိလာတဲ့ဓာတ်ကဘာဖြစ်လဲကင်စာယောဂါကိုပျောက်စေတယ်အာမင်တိုးကလွတ်ပစ်เสียရှိလားမရှိဘူးဒါကြောင့်သခင်ယေရှုကအလကားတက်တက်ပြောတဲ့စကားမဟုတ်ဘူးအနှစ်သာရရှိတယ်တန်ဖိုးရှိတယ်ဒါကြောင့်ဘဝတက်တာမှာသင်ဟာဖျားနဲ့မှန်ရင်သင်နဲ့ဖျားနဲ့ထိတွေ့ရင်သင်စီကိုရောက်လာတဲ့သူရဲ့အသက်တာဟာဖျားဓာတ်အားဖြင့်မကြမ်းမာတဲ့သူတွေကြမ်းမာစေရမယ်အာမင်နံပါတ်5ချက်တိုးရဲ့ကျင့်ငယ်ပြစ်စရာမရှိဘူးဣသရေလနိုင်ငံမှာတိုးရဲ့ကျင့်ငယ်ကိုဘာလို့လဲဆိုရင်တိုးချံပိုင်ရှင်ကသူ့မိသားစုထဲမှာနားကြိုက်ရင်ဘယ်ဆရာဝန်စီမှသူတို့မသွားဘူးတိုးချံတဲ့ကိုသူတို့ခွက်တလုံးယူပြီးတော့မှပြေးသွားတာတိုးရဲ့တင်ပါးကိုဗျံကနေရိုက်လိုက်ရင်တိုးကလန့်ပြီးတော့မှဘာလို့လဲကျင်စွန့်တယ်ဆိုတော့အဲ့ဒီခွက်နဲ့အဲ့ဒီရေကိုခံပြီးတော့မှယူလာတယ်နားတဲ့ကိုအဲ့ဒီအရေကိုလောင်းထည့်တယ်နားကြိုက်တဲ့ဝေဒနာချက်ချင်းပျောက်တယ်တော့နားရှိသောသူမိဒီကကြားပါစေလို့ဘုရားသခင်နှုတ်ကပတ်တော်ရှိတယ်သင်အားဖြင့်သင်ကတိုးမှန်ရင်ကြားနေရတဲ့စကားအတန်တွေကညှဉ်းညူစရာဝမ်းနဲ့ကြေကွဲစိတ်ပြည့်အားငယ်စရာဖြစ်နေပေမဲ့သင်စီကိုလာတဲ့သူကသင်ကတိုးမှန်ရင်ဝမ်းမြောက်ခြင်းတရင်ကောင်းသင်စီကကြားပြီးကျမ်းမာတဲ့သူဖြစ်လာမှာဖြစ်တယ်အာမင်နံပါတ်6
ရဲ့ကျင့်ကြီးစွန့်ပစ်စရာရှိလားမရှိဘူးဣသရေလတွေကဘာလုပ်လဲတိုးချန်တဲ့ကိုအမြဲတမ်းသူတို့တွားတဲ့အခါမှာသူတို့မိသားစုထဲမှာနှလုံးယောဂဘသူရှိတယ်လဲအဲ့ဒီနှလုံးယောဂရှိတဲ့သူကိုတိုးချန်နဲ့တွားပြီးတိုးကျင်ကြီးစွတ်မဲ့အချိန်ကိုသူတို့စောင့်နေတာခွက်တစ်လုံးခံထားတယ်အဲ့ဒီကျင်ကြီးစွတ်တဲ့အချိန်မှာအဲ့ဒီခွက်နဲ့ခံပြီးတော့မှနှလုံးယောဂသမားကလက်နဲ့ကလော်ပြီးတော့မှပါဇက်တဲထည့်ပြီးအစိမ်းစားတာသင်ကောစားဘူးလားစားဘူးမှမဟုတ်ဘူးဘာကြောင့်လဲအဲ့ဒါနှလုံးယောဂပျောက်တယ်ညီကောင်မောင်နှမတို့အလကားစကားမဟုတ်ဘူးဒါဆိုတော့ယနေ့တော်များများနှလုံးယောဂနဲ့သက်ဆိုင်တဲ့ဆေးဝါးတွေကတိုးရဲ့ကျင်ကြီးအများဆုံးပါတယ်ဆိုတာကိုနားလည်စေဖို့ဖြစ်တယ်တိုးရဲ့ကျင်ကြီးကဘာလဲနှလုံးယောဂကိုပျောက်စေတယ်ယနေ့ဘဝတတမှာသင်ကတိုးမှန်ရင်သင်ရဲ့မကြမ်းမာခြင်းသင်ရဲ့နှလုံးရွှင်မြူးခြင်းမရှိတဲ့အရာသင်အားဖြင့်ရွှင်မြူးခြင်းကြမ်းမာခြင်းခံစားရမယ်သူဖြစ်လာဖို့သင်ကတိုးမှန်ဖို့အရေးကြီးတယ်ဆိုတဲ့အရာကိုဖော်ပြပေးချင်တာဖြစ်တယ်နံပါတ်9မိကွန်းဆရာပြန်မေးမယ်တိုးမှကြိုရှိလားရှိတယ်ဒီဘက်ကရှိလားရဲရဲပြောကြည့်ရအောင်ရှိလားဘ ഹു တတဆရာပေးနေတာ message ပေးနေတာတခါတည်းမှတ်လို့ရအောင်နှုတ်ကပတ်တော်ဝေငှရင်ကျမ်းစာတင်ရင်တခါတည်းခေါင်းထဲမှာမှတ်သွားဖို့ဆရာရိုက်ထည့်တာရှိလားရှိတယ်ဒီဘက်ကရောရှိလားရှိတယ်တချို့ကတော့မရှိတဲ့ရှိမရှိတိုးမှဂျူရှိတယ်မှတ်ထားပါတိုးရဲ့ဂျူကခွေလားတိုးရဲ့ဂျူကခွေလားခွေတယ်တိုးရဲ့ဂျူကခွေလားပြန်မေးမယ်ခွေတယ်တိုးရဲ့ဂျူကဖြောင်းသလားကောက်သလားကောက်တယ်ဟုတ်ပြီဆိုတော့မှတ်ထားပါတိုးကလူကိုဘယ်တော့အခါမှအန်ဒီမပြုတ်တဲ့တိုးဖြစ်တယ်ဘာကြောင့်လဲတိုးရဲ့ဂျူကကောက်ထားတာစိတ်ကဲဂျူကတော့ဘာဖြစ်လဲခြုံထက်နေတာခွေးလိမ့်မယ်ဆိုရင်တော့တခါတည်းဗိုက်ပါပေါက်နိုင်တယ်ဒဏ်ရာရနိုင်တယ်သင်ကတိုးလားစိတ်လားစင်ကျင်ဖို့ဖြစ်တယ်အိန္ဒိယနိုင်ငံမှာနှစ်တရာပြည့်တိုးဂျူမှုတ်ပွဲနှစ်တရာမှာတစ်ကြိမ်ပဲလုပ်တယ်ဆိုတော့အဲ့ဒီအချိန်မှာတိုးဂျူမှုတ်ပွဲကိုသူတို့ကဘယ်လိုခံယူလဲဆိုရင်သခင်ယေရှုခရစ်တော်ကိုယ်တိုင်နဲ့ဤတိုးဂျူကိုသူကိုယ်တိုင်မှုတ်ခဲ့တယ်တဲ့အိန္ဒိယလူမျိုးတွေကသူတို့အဲ့လိုယုံကြည်ကြတယ်နှစ်တရာပြည့်တဲ့အခါကျမှတစ်ကြိမ်ပဲမှုတ်တာအဲ့ဒီအချိန်မှာနားလိတဲ့လူတွေမျက်စိကန်းတဲ့သူတွေမကြမ်းမာတဲ့သူတွေအဲ့ဒီတိုးဂျူမှုတ်တန်ကိုကြားတဲ့အချိန်မှာအနာပေါ်မှာလက်တင်ရင်အဲ့ဒီအနာယောဂပျောက်စီတာတိုးရဲ့ဂျူကတန်ဖို့မရှိဘူးလားရှိတယ်ပြစ်စရာရှိလားမရှိဘူးယနေ့ညီကောင်မောင်နှမတို့ message ကတင်ဟာတိုးလားစိတ်လားဆိုတဲ့အရာလေးကိုဒီကနေ့ကျွန်တော်အရောက်စီတိုင်းနားလည်စီဖို့ဖြစ်တယ်တင်တိုးမှန်ရင်တင်ကတိုးလိုပဲတွားရလိမ့်မယ်တင်တိုးမှန်ရင်တင်ကကြားလို့တွားလို့မရဘူးဝင်ပလီလို့တွားလို့မရဘူးချင်းတိတ်လို့တွားလို့မရဘူးမွေလို့တွားလို့မရဘူးတင်ဘလို့တွားမလဲတိုးလို့တွားမယ်အာမင်ဒီຢာလေးကိုနားလည်စီဖို့ဖော်ပြပေးတာဖြစ်ပါတယ်ဒါနေ့တိုင်းပိုင်းပြီးသွားပြီအာမင်ယနေ့ဝေငှမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကဘာလဲဆိုရင်ကွာခြားသောလက်နှမျိုးဘာခေါင်းစဉ်လဲကွာခြားသောလက်နှမျိုးအဲ့ဒီကွာခြားတဲ့လက်နှမျိုးမှာဘဒုလက်တွေလဲစဉ်းစားကြည့်ရအောင်လူရဲ့လက်ရှိတယ်လို့ဖရာသခင်ရဲ့လက်ရှိတယ်
လူလက်နဲ့ဖျားလက်နဲ့တူသလားမတူဘူးလူလက်ကပြက်တက်တယ်လူလက်ကကြိုးတက်တယ်လူလက်ကပြက်စီးတက်တယ်လူလက်လုတ်သမျှအရာတိုင်းချွင်းချက်အမားဆိုတာရှိတယ်ဖျားလက်ကတော့ဘယ်တော့အခါမှချွင်းချက်အမှားဘယ်တော့မှမရှိဘူးဖျားရဲ့လက်ကအမြဲတမ်းပြည့်စုံနေတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။ဒါကြောင့်မလို့ကျမ်းစာမှာ118ခုမြောက်သောစာလံအပိုက်ငယ်16မှာဒီလိုပြောပါတယ်။ထာဝရဘုရား၏လက်ရာလက်တော်သည်ချီးမြှင့်လျက်ရှိ၏။ထာဝရဘုရား၏လက်ရာလက်တော်သည်ကြီးသောအမှုကိုပြုတယ်။စာလံဆရာကဒီလိုဝန်ခံတယ်။ထာဝရဘုရားရဲ့လက်ရာလက်ကတဲ့ကြီးသောအမှုကိုပြုတယ်လို့ချီးမြှင့်တော်မူတယ်တဲ့ချီးလဲချီးမြှင့်တယ်ကြီးသောအမှုကိုလည်းပြုတယ်ဖျားဖြစ်တယ်အာမင်ဒီຢာလေးကိုစတို့နားလည်စေဖို့ဖြစ်တယ်ဖျားရဲ့လက်တော်ဟာတဲ့တင်နဲ့ကျွန်ုပ်ဆုတောင်းရင်ဖျားရဲ့လက်ကတင့်စီကိုရွေ့လာလိမ့်မယ်တင်နဲ့ကျွန်ုပ်ကဆုတောင်းခြင်းမရှိရင်ဖျားလက်တော်ကဘယ်တော့ခါမှရွေ့လာမှာမဟုတ်ဘူးဒါကြောင့်ဖျားကလူကိုကောင်းကြီးပေးရင်လက်ရလက်နဲ့ကောင်းကြီးဘာကြောင့်ပေးတာလဲတာ၍ကောင်းကြီးများစွာခံရဖို့အတွက်ဖျားကပေးတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဆိုတော့ဖျားကလက်ရလက်လို့ပဲပြောပြီးတော့မှလက်ဝဲပဲမရှိဘူးလားလို့မေးခွန်းထုတ်เสียရှိတယ်ဖျားမှာလက်ရလက်ကောလက်ဝဲလက်ကောရှိပါတယ်ကျမ်းစာကဘာပြောတယ်လဲကပ္ပဦးကျမ်းခန်းကြီး1အပိုက်ငယ်26မှာငါတို့နေတူညီသောပုံတရံကိုလူကိုဖန်ဆင်းကြစို့အများကိန်း3ပါးတစုဖျားကိုဖော်ညွှန်းတဲ့ကျမ်းပိုက်ခမင်းတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်3ပါးတစုတလုံးတဝတဲ့ omnipresent ဒီနေရာထဲမှာတိုင်ထဲမှာရှိနေတဲ့ဖျားငါတို့ဆိုတဲ့သုံးထားတဲ့ဖျားရဲ့စကားဟာလူကိုဖန်ဆင်းတဲ့အခါမှာဖျားရဲ့ဒရနဲ့လူကိုဖန်ဆင်းတာဖြစ်တယ်လူမှာလက်ဘယ်နှဖက်ရှိတယ်လဲနှစ်ဖက်ရှိတယ်လက်ရလက်ရှိတယ်လို့လက်ဝဲလက်လည်းရှိတယ်ဖျားမှာလည်းလက်ရလက်ရှိတယ်လို့လက်ဝဲလက်လည်းရှိတယ်ဒါကြောင့်သူ့ရဲ့ဒရနဲ့သူကဖန်ဆင်းတယ်ဆိုတဲ့အရာကိုဒီကနေ့နှုတ်ကပတ်တော်ကမိမောင်းထိုးပြတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ကဲဖျားရဲ့လက်ရလက်အကြောင်းမတွားခင်မှာလူရဲ့လက်အကြောင်းကိုအနည်းငယ်လေးဖော်ပြပေးမယ်ဘဟုတတရစီခြင်းလို့ဗာလဲဘဟုတတရစီခြင်းလို့လူမာတဲ့အုံနောက်ကဖန်ရှင်ကကြည့်လိုက်ရင်တော့အုံနောက်ကတလုံးတည်းပဲဒါပေမဲ့အုံနောက်မှာနှစ်ပိုင်းရှိတယ်ပြန်ပြောမယ်အုံနောက်မှာနှစ်ပိုင်းရှိတယ်နှစ်ပိုင်းရှိတယ်ဘယ်နဲ့ညာ left and rightဘယ်ညာရှိတယ်ဘယ်ဘက်အုံနောက်ကအာတန်တဲ့သူကတဲ့အတိပညာအသက်ပညာဘဟုတုတရီကြောင်းစာပေအရာအလုံးကိုမှတ်သားနိုင်တဲ့ဉာဏ်ပြည့်ဝတဲ့သူဖြစ်တယ်အဲ့ဒါဗါတယ်ဘယ်ဘက်အုံနောက်အာတန်တဲ့သူအနုပညာတွေကြောင်းစာပေတွေဘဟုတုတပညာရအတိတိအလုံးကိုမှတ်သားနိုင်တဲ့အုံနောက်ညာဘက်အုံနောက်အာတန်တဲ့သူကတဲ့အနုပညာနဲ့သက်ဆိုင်တဲ့ music တွေ art တွေ notes တွေအားလုံးအနုပညာနဲ့သက်ဆိုင်တဲ့အရာအားလုံးကိုမှတ်သားတဲ့ဉာဏ်သူ့မှာရှိတယ်ဆိုတော့ဘယ်ဘက်အုံနောက်အာတန်တဲ့သူကစာပေဘဟုတတအကြောင်းပညာရဘာသာအတိအသီးကိုလေ့လာမှတ်သားနိုင်တဲ့ဉာဏ်ပညာရှိတဲ့သူကားတဲ့ဘယ်ဘက်အုံနောက်အာတန်ပေမဲ့သူ့ရဲ့ညာလက်ကတော့အတုံးပြုတယ်တဲ့တနည်းအားဖြင့်ပြောချင်တာကညာလက်ကိုအာတန်တယ်တဲ့ဘယ်အုံနောက်အာတန်တဲ့သူကညာကိုအာတန်တယ်တဲ့မှတ်ထားနော်ယနေ့ကဘာမှာညာဘက်အာတန်တဲ့သူကအများဆုံးပဲဘယ်ဘက်အာတန်တဲ့သူဘယ်လက်နဲ့စာရေးတဲ့သူလက်ညှိုးထောင်လို့ဆရာကဒီကနေပြောရင်ထောင်ကျင်မှထောင်လိုက်မယ်ဘာကြောင့်လဲဘယ်နဲ့စာရေးလို့
ဆိုတော့အခုနညာပင်အုံနောက်နဲ့ music နဲ့ပတ်သက်တဲ့အမှုပညာနဲ့ပတ်သက်တဲ့အာတန်နဲ့ပုဂ္ဂိုလ်ကတော့တဲ့သူကဘာနဲ့စာရေးလဲဘယ်လက်နဲ့စာရေးတယ်ဒါကြောင့်ကဘာမှာဖျားသခင်ဖန်ဆင်းလိုက်တဲ့အချိန်မှာလူနှမျိုးပေါ်လာတယ်ဘယ်တန်ညာတန်မပေါ်ဘူးလားပေါ်လာတယ်လူကတော့ဘယ်တန်ရှိတယ်လို့ညာတန်ရှိတယ်နှစ်ခုလုံးမတန်ဘူးဖျားကတော့ဘယ်ကောညာကောတန်တဲ့ဖျားဖြစ်တယ်ဆိုတာကိုနားလည်စီဖို့ဖြစ်တယ်ဤဒီကထာဝရဘုရားဤနှုတ်ကပတ်တော်ဖြစ်တယ်ယနေ့ဖျားသခင်ရဲ့လက်တော်နဲ့ပတ်သက်ပြီးတော့မှဝေငှမှာဖြစ်တယ်ဒီကောင်းစီကိုဆရာပေးတာဖြစ်တယ်ဖျားရဲ့လက်တော်ကဘာတွေလုပ်လဲဖျားသခင်ရဲ့လက်တော်ဟာကဲနှုတ်တယ်ပြန်ပြောမယ်ဘုရားသခင်ရဲ့လက်တော်ကဘာလုပ်လဲဘုရားသခင်ရဲ့လက်တော်ဟာကယ်နှုတ်တယ်ဒီအကြောင်းအရာလေးကိုဆရာဖော်ပြပေးမှာဖြစ်တယ်ကျမ်းစာထဲမှာတရားဟောရာကျမ်းအခန်းကြီး9အပိုက်ငယ်15မှာဒီလိုပြောပါတယ်တင်ဒီတဲ့အက္ကတုပြည်၌ကျွန်ခံကြောင်းကို၎င်းသင်၏ဘုရားသခင်ထာဝရဘုရားသည်ကြီးအားကြီးသောလက်ယုံတော်ကိုဆန့်၍အခုကျွန်တော်တို့လေ့လာတာစင်ကျင်တာဘုရားရဲ့လက်ယုံတော်ဘုရားရဲ့လက်ရာတော်လေ့လာတာဖြစ်တယ်ဘုရားသခင်ဤအားကြီးသောလက်ယုံတော်ကိုဆန့်၍ထိုပြည်မှသင်ကိုနှုတ်ဆောင်တော်မူကြောင်းကိုအောင်မေ့လော့အဲ့ဒါမောရှေကဣသရေလဣသရေလလူမျိုးတွေကိုပြောတဲ့စကားမင်းတို့တဲ့အဲကတို့ပြည်ကနေဖျားကမင်းတို့ကိုခေါ်လာတဲ့အချိန်နှုတ်ဆောင်ကဲနှုတ်လာတဲ့အချိန်မှာမင်းတို့ကြုံခံရဘဝကနေလွတ်မြောက်လာတဲ့အရာကိုဖျားရဲ့လက်တော်အားဖြင့်ကဲနှုတ်ခဲ့တဲ့အရာကိုမင်းတို့မမေ့ကြနဲ့အဲ့ဒါဘယ်ကျမ်းထဲမှာလဲတရားဟောရာကျမ်းထဲမှာတရားဟောရာကျမ်းကိုအင်္ဂလိပ်လို Deuteronomy လို့ခေါ်တယ်အင်္ဂလိပ်ကျမ်းစာမှာ Deuteronomy Nomi ဆိုတာဘာလဲ Nomos ပညတ်တော် Deutero ဆိုတာဘာလဲဒုတိယအကျင့်မောရှေကတိနာတောင်ပေါ်ကိုတက်ပြီးမောင်ဆိုင်းနိုင်လို့ခေါ်တဲ့တောင်ပေါ်မှာပညတ်တော်10ပါးကိုယူလာပြီးဣသရေလတွေကိုပြောတယ် Deuteronomy ဒုတိယအကျင့်ပြန်ပြောတဲ့စကားဖြစ်တယ်ဒါကြောင့် Deuteronomy လို့ခေါ်တယ်အာမင်ဒုတိယအကျင့်ပြောတာမင်းတို့မမေ့နဲ့တဲ့မင်းတို့ကိုဖျားကယ်နှုတ်ခဲ့တဲ့ဂျေဇုတရားကိုမင်းတို့မမေ့နဲ့ဖျားသခင်ကမင်းတို့ကိုဘလို့နေစေခြင်းနဲ့မင်းတို့ရဲ့အသက်တာဘလို့အသက်ရှင်စေခြင်းနဲ့ဆိုတဲ့အရာကိုမင်းတို့နှလုံးသွင်းအသက်ရှင်ပါလို့မောရှေကိုဖျားသခင်ပြောခိုင်းတဲ့စကားဖြစ်တယ်စဉ်းစားကြည့်ရအောင်ဣသရေလလူမျိုးတွေနှစ်ပေါင်းအဲ့ကတုတ်ပြည်မှာဂျုံဘလောက်ကန်လဲတိတယ်လက်ညှိုးထောင်းဘလောက်လဲနှစ်ပေါင်း430တခါတည်းမှတ်တာနှစ်ပေါင်းဘလောက်လဲ430ဂျုံခံတာအဲ့ဒီကနေဂျုံခံပြီးဘုရားရဲ့လက်ယုံတော်နဲ့ဘုရားသူတို့ကိုကယ်နှုတ်ပြီးတဲ့အခါမှာအဂဒုပြည်ကနေထွက်လာတဲ့အချိန်မှာဝမ်းမြောက်စာနဲ့ထွက်လာတာဝမ်းတာပြီးထွက်လာတာဒါပေမဲ့အဂဒုပြည်ကထွက်လာပြီးလမ်းမှာအေဒုံပင်လေခံနေတဲ့အခါမှာဝမ်းမြောက်စာတွေမရှိတော့ဘူးစိတ်ပြည့်အားငယ်စရာတွေကြုံရပြီအရှိမအေဒုံပင်လေအနောက်မှာဖာရောစစ်တပ်တချင်းတော်ရှိတယ်မလားဆရာဒေးဗစ်လာဆိုထားတဲ့တချင်းလေးရှိတယ်မလားအနောက်မှာဖာရောစစ်တပ်ဒါပေမဲ့ဖျားရဲ့လက်တော်ဟာမောရှေကဘယ်ကိုကြည့်လဲအပေါ်ကိုကြည့်တယ်ဘယ်ကိုကြည့်လဲအပေါ်ကိုကြည့်တယ်အပေါ်ဆိုတာဘု து ကိုလဲဖျားကိုကြည့်တာဣသရေလလူမျိုးတွေကဘု து ကိုကြည့်တယ်အပေါ်ကိုကြည့်တယ်အဲ့ဒီအချိန်မှာဖျားသခင်ကအဲ့ဒီအေဒုံပင်လေကိုအရှိလေအနောက်အားကြည့်တဲ့လေကိုစုပြီးတော့မှဖျားကမှုတ်တွင်းလိုက်တဲ့အချိန်မှာအားကြည့်တဲ့လေထုကြီးကအေဒုံပင်လေကိုနှစ်ချမ်းခွဲသွားတာမဟုတ်ဘူးလား
နေရင်ဒီကကြောက်ကဘာဖြစ်စီတာမဟုတ်ဘူးလားဘဒုရဲ့လက်ယုံတော်လေဖယားရဲ့လက်ယုံတော်အာမင်ဤဒီကထာဝရဘုရားဤနှုတ်ကပတ်တော်ဖြစ်တယ်ယနေ့ဘဝတက်တာမှာတင်ကြုံတွေ့နေရတဲ့ပြဿနာတွေတခါတခါမှကျွန်တော်တို့ကခက်ခဲရင်တော့ကိုရောရဲ့ကဲပါဦးကျွန်တော်ဒုက္ခမျိုးစုံကြုံနေရတယ်ကိုရောကဲမပါတချို့ရှိသေးတယ်ကိုရောနားမကြဘူးလားကိုရောမသိဘူးလားလို့ဖယားကိုပြစ်တင်နဲ့ယုံကြည်သူဆရာနားနဲ့ကြားတယ်နော်ချက်ချင်းအဲ့ဒီလူကိုဆရာခေါ်ပြီးဆုံးမတယ်ဖယားကိုနောက်ဘယ်တော့ကမှဒီစကားမျိုးမပြောနဲ့ဖယားကြားတယ်ဖယားမြင်တယ်နားထိုင်တယ်ဖယားမဟုတ်ဘူးမျက်စိကန့်တယ်ဖယားမဟုတ်ဘူးအားလုံးသိတယ်ဖယားကိုစောရကတက်လို့မရဘူးခက်ခဲရင်တော့ကိုရောကဲပါအစဉ်ပြေရင်တော့ကိုရောကိုမေ့တယ်ယနေ့ဘဝအသက်တာမှာမောရှေကြီးကိုဖယားသခင်ပြောခိုင်းတဲ့စကားကဲ့သို့အဲကဲ့သို့ပြီးကနေမင်းတို့ကိုကယ်လာတဲ့ယေရှုတရားတွေကိုမင်းတို့ဘယ်တော့မှမမေ့ဖို့ဖယားဖြစ်ခြင်းတဲ့အရာဖယားရဲ့ဖြစ်ခြင်းတဲ့စန္ဒအတိုင်းမင်းတို့အသက်ရှင်ဖို့မောရှေကိုပြောခိုင်းတဲ့စကားကဲ့သို့ယနေ့ကျွန်တော်ကျမအရောက်စီတိုင်းရဲ့အသက်တာမှာလဲဖယားသခင်ရဲ့ယေရှုတွေကိုဘယ်တော့မှကျွန်တော်တို့မမေ့ပဲတင်ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတိုင်းမှာဘု து ကိုမျှော်ကြည့်ဖို့လေဖယားကိုမျှော်ကြည့်ဖို့ဖယားကိုအပြစ်တင်ဖို့လားမဟုတ်ဘူးဖယားကိုများများမျှော်ကြည့်တော့သူကဘုရားသခင်ရဲ့လက်ယုံတော်ကယ်မစောင့်ရှောက်ခြင်းကိုသင်နဲ့သင်မိသားစုသင်ပတ်ဝန်းကျင်သင်အသင်းတော်သင်ရက်ွက်သင်မြို့နယ်သင်ပြည်နယ်သင်တိုင်းပြည်သင်ကဘာကြီးလက်ယုံတော်ရောက်လာရင်လွတ်မြောက်လာမယ်ဆိုတဲ့အရာကိုဒီကနေ့နှုတ်ကပတ်တော်ကမိမောင်းထိုးပြတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်အာမင်လူမျိုးစုကိုဖျားကဲနှုတ်ခဲ့တာကဲနှုတ်ချင်းဆိုတဲ့အပိုင်း၃ပိုင်းရှိတယ်ကျမ်းစာထဲမှာနောင်ကြိုရင်အဲ့ဒီခေါင်းစဉ်တွေဆရာဝေငှပေးမယ်ဖျားအတုံးပြုရင်ဖျားအခွင့်ပြုရင်မိသားစုလိုက်ကဲနှုတ်တာဒုတိယလူမျိုးစုလိုက်ကဲနှုတ်တာနံပါတ်1အခုလူမျိုးစုလိုက်ကဲနှုတ်တာမိသားစုလိုက်ကဲနှုတ်တာတူးချင်းကဲနှုတ်တာကျမ်းစာထဲမှာရှိတယ်သင်မစိုးရင်နဲ့သင်မိသားစုသင်လူမျိုးသင်တူးချင်းဘယ်တော့မှမစိုးရိမ်နဲ့ဖျားကိုမျှော်ကြည့်ဖျားကိုအားကိုဖျားကိုဆုတောင်းဖျားရဲ့လက်တော်ဟာသင်အပေါ်မှာတက်ရောက်လာရင်သင်ရဲ့အခက်အခဲဒုက္ခပြဿနာအသက်ဘေးအန္တရာယ်ကနေလွတ်မြောက်ခြင်းတက်သေးနှုတ်ကပတ်တော်ကမိမောင်းထိုးပြတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။ဤရာသီထာဝရဘုရားဤနှုတ်ကပတ်တော်ဖြစ်တယ်။အာမင်။ဒုတိယအဖွဲ့ကဘာတူလဲဆိုလို့ရှိရင်ဧတရာအင်္ဂလိပ်ကျမ်းစာမှာဆိုရင်အက်စတာသိပြီနော်ဧတရာဝိတ္ထုမှာဘယ်အရာကိုတွေ့ရလဲဆိုလို့ရှိရင်အခန်းကြီးလေးအပိုက်ငယ်15မှာတွေ့ရတယ်တချို့ကဧတရာနဲ့မော်တယ်ခဲနဲ့ဟာတူကြီးလို့ပြောကြတယ်ကျမ်းစာကိုတေးသေးချာချာဖတ်ရင်တွေ့ရလိမ့်မယ်တူကြီးမဟုတ်ဘူးမောင်နှမတဝမ်းခွဲဘာလဲမောင်နှမတဝမ်းခွဲပြန်တိကြည့်ရင်တူကြီးလို့ခံယူထားတိတော်သူတွေအဲ့ဒီကျမ်းပိုက်ပေးလိုက်မယ်အခန်းကြီး1အပိုက်ငယ်9ခါခွေးပိုင်းကိုဖတ်ရင်တွေ့ရလိမ့်မယ်မောင်နှမတဝင်းခွဲမော်ဒယ်ခဲကပါလေအကိုဧတရာကငယ်တယ်ဒါကြောင့်မော်ဒယ်ခဲကပါလေဧတရာကိုအမြဲတမ်းကြည့်ရှုစောင့်ရှောက်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်တနေ့တော့အခါမှာဝင်းကြီးချုပ်ဟမ်မန်ဆိုတဲ့ပုဂ္ဂိုလ်ဟာဧတရာတို့မော်ဒယ်ခဲတို့ရှိတဲ့နေရာမော်ဒယ်ခဲရှိတဲ့နေရာဣသရေလတွေရှိတဲ့နေရာကိုရောက်လာပြီးတော့မှတချို့သောဣသရေလတွေကဟာမန်လာတဲ့အချိန်မှာဟာမန်ကိုကြောက်ကြပြီးတော့မှအယိုသေးပြုတ်ကြတယ်တချို့ဆိုရင်လက်အုပ်ချီပြီးတော့မှဘာလို့လဲပြတ်ဝကြတယ်မှတ်ထားတော့ညီကောင်မောင်တို့တို့သင်ယုံကြည်သူမှန်ရင်လောကအရာနဲ့အထက်ကောင်းကင်အရာနဲ့သ
တင်ဘယ်အရာကိုရွေးချယ်မလဲဘယ်အရာကိုလဲမလဲထာဝရဖယားနဲ့လူရဲ့လက်နဲ့ဘယ်အရာကိုတင်ရွေးမလဲဧတရာကတော့အသက်ရှင်တဲ့ဖယားကိုကိုးကွယ်တယ်မော်ဒကဲကလည်းအသက်ရှင်တဲ့ဖယားကိုကိုးကွယ်တယ်ဖယားကလွယ်လို့ဘယ်သူမှလက်အုပ်ချီခွင့်မရှိပြတ်ဝတ်ခြင်းမရှိဘူးဆိုတဲ့ယုံကြည်ခံယူချက်မော်ဒကဲစီမှာရှိတခြားလူတွေကတော့ယိုတည်တဲ့အရာကို respect ပေးတဲ့အရာကိုဟာမန်ကအတိအမှတ်ပြုပြီးတော့မှမော်ဒကဲကိုကြောက်တုံးဖို့ဟာမန်နဲ့ပတ်သက်တဲ့အကြောင်းအရာနောက်ကြုံရင်ခေါင်းစဉ်ထပ်ပေးမယ်ရှုံးတိုင်ခေါင်းစဉ်နဲ့ဆရာဝေငှပေးမယ်နောက်ကြားရလိမ့်မယ်ဆိုတော့အဲ့ဒီဟာမန်ကမော်ဒကဲကိုဘာပြောတယ်လဲမကျင်တဲ့အခါမှာသူ့ကိုလက်အုပ်ချီပြတ်မိုးရတဲ့အတွက်ဣသရေလလူမျိုးတွေကိုလူမျိုးတော်စုကိုတတ်ဖို့အမိန့်စာရေးတာဝန်ကြီးချုပ်ကအဲ့ဒီစာကိုကြောက်တွန်းစာကိုရေးပြီးတော့မှရှင်ဘုရင်အာရှုရုစီကိုစာပို့လိုက်တာရှင်ဘုရင်အာရှုရုကတဘောသူလက်ခံပြီးလက်မှတ်ထိုးပေးတာကြည့်ဘုရင်ရဲ့လက်မှတ်ထိုးထားပြီးတဲ့အရာကတော့ဘယ်တော့မှပြက်ပယ်စရာမရှိတော့ဘူးလူမျိုးတွေဒုက္ခရောက်တော့မယ်သေတော့မယ်အသက်ခံရတော့မယ်ဟာမန်ကြောက်တွန်းတာလေအဲ့ဒီလိုကြောက်တွန်းနေတဲ့အချိန်မှာဧတရာကဘာပြောလဲကြည့်ရအောင်ဧတရာကလည်းအခန်းကြီးလေးအပိုက်ငယ်15မှာဧတရာကလည်းရှုရှံမြို့၌ရှိသောယူဒလူအပေါင်းတို့ကိုစုဝေးစေခြင်းကနေ့ညမပြတ်3ရက်ပတ်လုံးမစားမတောက်ပဲနေ၍ကျွန်ုပ်တို့အဖို့အစာရှောင်ခြင်းအမှုကိုကျင့်ကြပါကျွန်ုပ်ဒီလဲကျွန်မတို့နေတကွအစာရှောင်ခြင်းအမှုကိုကျင့်ပါမည်ထို့နောက်အာနာတော်ကိုစံရတော်လဲရှင်ပြန်ထံတို့ဝင်မည်တေလျင်တေပါမည်ဟုမော်ဒကဲအားပြန်ပြောစေခြင်းကမှားလှသမျှအတိုင်းမော်ဒကဲသည်တွား၍ပြုလေ၏ဒီအမိန့်ကဂျူးလူမျိုးအကုန်လုံးတေရတော့မှာဒါပေမဲ့ဧတရာကဘာလုပ်လဲအစာရှောင်စုတောင်းဖို့အတွက်သူ့ရဲ့ကျွန်မတွေအကောင်လုံးကိုပြောတယ်မင်းတို့3ရက်3ညမစမတောက်ပဲယနေ့အစာရှောင်ခြင်းကတချို့ကနေ့တဝက်အစာရှောင်တချို့ကနေ့တဝက်အစာရှောင်တော့မှမနေ့ breakfast စားပြီးတော့မှအစာရှောင်တဲ့သူတွေရှိသေးတယ်အစာရှောင်ရင်လုံးဝရေမတောက်ဖဲမစားပဲအစာရှောင်ရမယ်အာမင်အဲ့ဒါမှထက်မြက်မှုရှိမှာနောက်မဆိုရင်ချင်းတို့ပြောရင်လက်လော့ပဲဟိုမရောက်ဒီမရောက်ပဲမဟုတ်ဘူးလားဆိုတော့နောက်ဆုံးဘာဖြစ်လဲဧတရာကမင်းတို့တွေတဲ့အစာရှောင်ရမယ်တဲ့မစားမတောက်3ရက်3ည3ရက်3ညရှုရှံမြို့ပြည်မှာရှိတဲ့ယူဒလူမျိုးတွေကနန်တော်ထဲမှာရှိတဲ့ဣသရေလဂျူးလူမျိုးတွေကအစေခံတွေအကုန်လုံး3ရက်3ညမစားမတောက်ပဲအစာရှောင်စုတောင်းမယ်လို့ဘသူကပြောတာလဲဧတရာကပြောတာပြီးတဲ့အခါမှာတဲ့စုတောင်းပြီးသွားရင်ဘုရင်ရဲ့ပလင်ရှိဘုရင်ရှိမောက်ကိုခစားဝင်မယ်ဘုရင်ကဤလူမျိုးတွေဧတရာကဂျူးနော်မော်ဒကဲလည်းဂျူးနော်ဂျူးလူမျိုးတွေအသက်ခံရမှာလေအမိန့်ထုတ်ထားတယ်လေဘုရင်တက်လို့တေရင်တေပလိစီအသေးခံမယ်တဲ့ကျမ်းစာကပြောတယ်ဧတရာကဘာဖြစ်လဲအစာရှောင်ပြီးတဲ့အခါမှာဘုရင်ထံပါကိုဝင်တဲ့အခါမှာဘုရင်ရဲ့နှလုံးသားကိုဖယားရဲ့လက်တော်အပြင်ရွေ့စီခဲ့ကျမ်းစာကဘာပြောတယ်လဲတုတ်တန်ကျမ်းခန်းကြီး20အပိုက်ငယ်တစ်ကဒီလိုပြောပါတယ်ရှင်ဘုရင်ဤစိတ်နှလုံးသည်ရေချောင်းကဲ့သို့ဖြစ်၍ထာဝရဘုရားဤလက်တော်၌ရှိသဖြင့်အလိုတော်ရှိသည့်အတိုင်းလှဲ့စီတော်မူ၏ဘုရင်ရဲ့နှလုံးသားကိုဘသူကလှဲ့တာလဲဖယားကလှဲ့တာရှင်ဘုရင်အာရွှေရုလက်မှတ်ထိုးရတဲ့အရာကဘုရားသူ့နှလုံးသားကိုလှဲ့လိုက်တဲ့အခါမှာအဲ့ဒီသူထုတ်ထားတဲ့အမိန့်ကိုပြန်ရုပ်သိမ်းပေးရတယ်မဟုတ်ဘူးလားညီကိုမောင်တို့ဘုရားရဲ့လက်တော်ကဘလောက်တောင်အားကြီးတယ်လေအာမင်ဤယာဒီထာဝရဘုရားဤနှုတ်ကပတ်တော်ဖြစ်တယ်ယနေ့သင်ကဘာဖြစ်လို့တောကဖြစ်နေရတာလဲဘာကြောင့်ဝမ်းနည်းနေရတာလဲဘာကြောင့်စိတ်ပြည့်နေရတာလဲဘာကြောင့်အားငယ်နေရတာလဲသင်ဘု து ကိုယုံတာလဲ
အသက်ရှင်တဲ့ဖယားကိုတင်ယုံတာတင်ကဘာလရုပ်တုဖယားကိုယုံတာမဟုတ်ဘူးနတ်ဖယားတွေကိုတင်ယုံတာမဟုတ်ဘူးကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဖယားကိုတင်ယုံတာဖြစ်တယ်အဲ့ဒီဖယားကပဲတင့်ရဲ့အခက်ခဲပြဿနာတင့်မိသားစုတင့်အိမ်တွင်းရေးတင့်ရဲ့အိမ်ထောင်ရေးတင့်ရဲ့စီးပွားရေးတင့်ရဲ့လုပ်ငန်းခွင်အရာအလုံးအသီးသီးကိုဘုရားရဲ့လက်တော်ကပဲစောင့်ထိန်နိုင်တယ်မဟုတ်ဘူးလားညီကိုမောင်နှမတို့အာမင်ဒါကြောင့်ဘုရားသခင်ရဲ့လက်တော်ဟာကြီးသောအမှုကိုလည်းပြုတယ်ချီးလည်းချီးမြှင့်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်ဤဒီကထာဝရဘုရားဤနှုတ်ကပတ်တော်ဖြစ်တယ်နောက်ထပ်9မိနစ်ညီကုန်းချုပ်မယ်နောက်ဆုံးအဖြစ်ပြက်လေးပြောပြီးတော့မှညီကုန်းချုပ်ခြင်းပါတယ်တခါတော့ငါတဲ့တထေးကြီးတယောက်ရှိတယ်အင်မတန်မှချမ်းသာတယ်သူမှစက်ယုံနေကုမ္ပဏီတွေအများကြီးရှိတယ်ဒါပေမဲ့သူမှဇနီးမရှိဘူးသူမှသမီးလေးတယောက်တည်းပဲရှိတယ်အဲ့ဒီသမီးလေးကိုလိုလေသိမရှိလိုတရသမီးလေးရဲ့တောင်းဆိုမှုဖြစ်ချင်တဲ့အရာအလုံးကိုဒီတထေးကြီးဖခင်ကြီးကဖြစ်ဆွဲပေးတယ်သမီးလေးကိုအချွေအရံနေနဲ့ထားတယ်စားဖို့အချိန်ဝတ်ဖို့အချိန်ရေချိုးမယ်အရာအလုံးဘာမှလိုလေသိမရှိချမ်းသာတဲ့တထေးကြီးကသမီးလေးစိတ်ချမ်းသာအောင်အမြဲတမ်းသူကလှုပ်ဆောင်ပြီးတယ်ဖခင်တူဖြစ်တယ်တနေ့တော့ခါမှာသမီးလေးကငယ်ရွယ်ဘဝကနေအချိန်တန်တော့အရွယ်ရောက်လာတဲ့အခါမှာအဖေကိုပြောတယ်အဖေတဲ့သမီးလေးတဲ့သမီးရဲ့တငယ်ချင်းတွေနဲ့ခရီးထွက်ချင်တယ်အဲ့ဒီခရီးကတော့3 ရက်ကြာမဲ့ခရီးတဲ့အဲ့ဒီခရီးကိုထွက်ခွင့်ပေးပါတဲ့ဟာမဟုတ်ဘူးသမီးတဲ့နေခရီးထွက်လဲရတာပဲတဲ့အချွေအရံတွေခေါ်သွားပေါ့မခေါ်ဘူးအဖေတဲ့ဒီတခါတော့သမီးကိုလွတ်လပ်ခွင့်ပေးပါသမီးဟာဒီခေတ်စကားနဲ့ပြောရင်18နှစ်ပြည့်ပြီကိုတဘောကိုစိတ်ကိုဘဝအသက်တာကိုလွတ်လပ်ခွင့်ဘဝကိုရက်တီလို့ရပြီလေဆိုတော့အဖေကသမီးရဲ့စန္ဒအတိုင်းအချွေအရံတွေကိုမထည့်ပေးပဲနဲ့ဘာလို့လဲသူ့ရဲ့တငယ်ချင်းတွေနဲ့ခရီးထွက်ဖို့လို့ခွင့်ပေးလိုက်တယ်ငွေကြေးတွေကအစလိုအပ်တဲ့အစာပလာတွေအကုန်လုံးကိုထည့်ပေးလိုက်တယ်3 ရက်ခရီးထွက်ပြီးအပြန်ခရီးမှာအိမ်ပြန်ခရီးမှာမမျော်လင့်ပဲနဲ့အက်ဆီဒန့်ဖြစ်တယ်တနည်းအားဖြင့်ပြောရရင်ကအက်ဆီဒန့်ဖြစ်တဲ့အခါမှာဆေးရုံကိုရောက်သွားပြီးတော့မှမျော်လင့်ချက်မဲ့တဲ့အချိန်နောက်ဆုံးအချိန်ရောက်ပြီးတရင်ကိုကြားပြီးတော့မှဖခင်ဖြစ်တဲ့အဖေကဝမ်းနေပြီးဆေးရုံကိုအမြန်ရောက်သွားပြီးတဲ့အခါမှာသမီးလေးကိုဖတ်တိုင်းပြီးတော့မှငိုပြီးတော့မှပြောတယ်ဖြစ်မှဖြစ်ရတယ်သမီးရဲ့ဒီလိုမှန်းသိရင်တော့အဖေကသမီးကိုမလွတ်ပါဘူးအဖေရဲ့အပြစ်ပါငါသမီးလေးဖြစ်ရလိကွယ်ငါမှသမီးလေးတယောက်တည်းပဲရှိတာဖေကဝမ်းနေတာဆရာဝန်တွေကိုပြေးပြီးတော့မှလက်ကိုကန်ခြေထောက်ကိုကန်ယုံနဲ့တောင်းမှန်တယ်ဆရာရဲ့ကျွန်တော်ရဲ့သမီးလေးကိုအသက်ရှင်အောင်ပြန်ပြီးတော့မှလှုပ်ပေးပါဒါပေမဲ့ဆရာဝန်တွေကဘာပြောလဲဆိုရင်ကျွန်တော်လေးတဲ့တထေးကြီးကထပ်ပြောတယ်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုဆရာတို့ရဲ့လက်ထဲကိုကျွန်တော်ပေးပါမယ်ကျွန်တော်သမီးလေးရဲ့အသက်ရှင်ခြင်းကိုပြန်လုပ်ပေးပါဆရာဝန်တွေကဘာပြောလဲကျွန်တော်တို့ကတဲ့တထေးကြီးတဲ့ခမည်းဘလောက်ပဲကျွန်တော်တို့ကိုပေးခမည်းရဲ့စီးစိမ်တွေအကုန်ပြစ်ပေးလဲခမည်းသမီးလေးကိုပြန်ပြီးကျမ်းမာလာဖို့အသက်ရှင်အောင်ကျွန်တော်တို့မလုပ်ပေးနိုင်ဘူးတဲ့ကျွန်တော်တို့လုပ်ပေးနိုင်တဲ့အရာကခမည်းသမီးလေးကိုစေကုတပေးလို့ပဲရတယ်အခုလည်းစေကုတပေးတာပဲကုတပေးရင်လည်းမရဘူးလေတဲ့နောက်ဆုံးအချိန်ဖြစ်ပြီလေသမီးလေးကတည်ရတော့မှာအဲ့ဒီချိန်မှာပဲအခန်းထဲမှာအဖေနဲ့သမီးကဖက်တိုင်းပြီးငိုရင်းနဲ့သမီးလေးကအဖေကိုဘာပြောတယ်လဲဆိုတော့အဖေတဲ့သမီးကိုချစ်သလားငါသမီးရဲ့ငါမှသမီးလေးတယောက်တည်းရှိတာပေါ့ချစ်တာပေါ့သမီးရဲ့ဘယ်လိုပြောလိုက်ပါလဲဒါဆိုရင်တဲ့အဖေတဲ့သမီးပြန်ကျမ်းမာအောင်အဖေလုပ်ပေးပါသမီးကျမ်းမာဖို့အတွက်အဖေစီးစိမ်နေအကုန်လုံးဆရာဝန်တွေကိုငါပေးလဲပဲဆရာဝန်တွေကမရဘူးလို့ပြောနေတယ်သမီးအဖေဘယ်လိုလုပ်ပေးရမှာလဲအဲ့ဒီအချိန်မှာသမီးလေးလည်းငြိမ်သွားတယ်ပြန်ပြီးတော့မှအဖေကိုပြန်ပြောတယ်အဖေသမီးကိုချစ်လားချစ်တယ်သမီးဒါဆိုရင်အခုသမီးသိရင်ဘယ်သွားမလဲ
သမီးသွားမဲ့နေရာကိုအဖေကောင်းတဲ့အတွက်ကောင်းတဲ့နေရာမှာရောက်ရှိဖို့အဖေလှုပ်ပေးပါအဲ့ဒီချိန်မှာပဲတထေးကြီးက short ဖြစ်သွားပြီအေးဟုတ်တယ်နော်ငါလဲတည်ရင်ဘယ်သွားမလဲမသိဘူးဒီကနေ့ညီကောင်မောင်နှမတို့အားပေးစေခြင်းနဲ့ဒီ message ကတင်လောကမှာတင်အသက်ရှင်နေတဲ့အချိန်မှာတင်ဖျားကိုရထားဖို့အတွက်အရေးကြီးတယ်တင်ဘလောက်ပဲစီးစိမ်ဥစ္စာချမ်းသာမှုဘလောက်ပဲရှိနေပါစေတင်ဖျားကိုမရရင်တင်ရဲ့တမလွန်ဘဝကစိတ်ချမှုမရှိဘူးဆိုတဲ့အရာကိုတင်နားလည်စေဖို့ဖြစ်တယ်ဒါကြောင့်အသက်ရှင်တဲ့ဖျားသခင်ယေရှုခရစ်တော်ကိုတင်နဲ့ကျွန်ုပ်သည်ယခုမှစ၍ယေရှုခရစ်တော်သည်ကျွန်တော်ကျမကိုစားလဝါကတိုင်မှာအသေးခံအသွေးသွန်းပေးခဲ့တဲ့ကားတိုင်တရားရဲ့ကျေးဇူးတော်အားဖြင့်ကျွန်တော်ကျမသည်တည်ရင်ငရဲမသွားရတော့ဘူးကျွန်တော်ကျမသည်တည်လွန်တော်လဲရှင်လိမ့်မည်ကျွန်တော်ရဲ့ဝိညာဉ်ဘယ်တော့မှမသေးဘူးရှင်မေထာဝရပရတိတုခဘုံခရစ်တော်အဖင်ဝင်စားခွင့်ရမယ်ဆိုတဲ့စိတ်ချမှုတက်သေးတင်သခင်ကိုယုံကြည်ရင်တင်ကကောင်းကင်နိုင်ငံတော်ကိုဝင်စားခွင့်ရှိတာဖြစ်တယ်တင်လောကမှာသခင်ယေရှုခရစ်တော်ကိုမယုံကြည်ရင်တင်လောကထဲမှာအမင်္ဂလာပဲရှိမှာဖြစ်တယ်ယနေ့ကျွန်တော်ဘဝဟိုတုန်းကအမင်္ဂလာဟိုတုန်းကဥဝင်းလွင်အခုဥဝင်းလွင်မတူတော့ဘူးဟိုတုန်းကအမင်္ဂလာအခုကတော့မင်္ဂလာကျေးဇူးတော်နောက်လာမယ့်အနာဂတ်မှာလေနှစ်သစ်ဘဝအသက်တာတိုင်းမှာဖခင်ကမင်္ဂလာနဲ့ပတ်ရည်အောင်မှာဖြစ်တယ်တင်နဲ့ကျွန်တော်ဘဝအသက်တာမှာလေယခုတင်ကယေရှုကိုယုံကြည်လက်ခံရင်တင်သေးသွားရင်တင်ဝိညာဉ်ဟာပရတိဒုက္ခဘုံဝင်စားခွင့်ရှိတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စီဖို့ဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရဲ့လက်တော်ဟာကျွန်တော်ကျမအရောက်စီတိုင်းကိုကယ်နှုတ်ပေးတယ်ဘဝအတ္တမှာပြစ္ဆုတ်ပံမှာမလွတ်မြောက်နိုင်တဲ့အရာတွေတမလွန်ဘဝမှာမလွတ်မြောက်နိုင်တဲ့အရာတွေအားလုံးကိုဖယားကိုယုံတော်သူအတွက်ဖယားကိုယုံတော်သူအတွက်လွတ်မြောက်ခြင်းရှိတယ်ဆိုတဲ့အရာကိုအားပေးရင်ဏိဂုံးချုပ်လိုပါတယ် God bless you all ငြိမ်သက်ခြင်းရှိပါစေအားလုံးပေါ်ဘုရားသခင်တာ၍ကောင်းကြီးအကြီးကြီးပေးပါစေ